ကျွန်တော် marketing နဲ့တနည်းတစ်ပုံပတ်သက်နေပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာပြတဲ့အနီရောင်အဝါရောင်နှစ်ခုလုံးအကြောင်းကိုအခြေခံနားလည်နေရမယ်အဲ့ဒါကိုနားမလည်ဘဲနဲ့ digital marketing ဘယ်လောက်ကြောင်ညာပေါက်ခဲ့တယ်ဖြစ်မှာ sales orientation မှာအနီရောင်ပါတယ်အဲ့တော့ product ကို orientation လုပ်တယ်ဆိုတော့ကျွန်တော်ဟိုအရင် marketing 1.0 ပေါ့ပြောရရင်အဲ့တော့ marketing 1.0 ဆိုတာကျွန်တော်ဟိုအရင်တွေက product ကိုဥမာထားပါတော့ကျွန်တော်တို့ Force Car Company တွေစပြီးတော့ဖြစ်ခဲ့တယ် GE Electric တွေဟိုအရင်ပေါ့ကျွန်တော်ကဘေးကဘာစပေါ်တယ်သူကဟိုနီးပညာရှိတယ် investment တွေတက်နိုင်တယ်သူတို့မှာ network တွေရှိတယ်ဆိုလို့ရှိရင်သူတို့ကနေလိုက်တာတစ်ကမ္ဘာလုံးမှာတစ်ခုပဲရှိတယ်ဥမာ Force Car Company တစ်ကမ္ဘာလုံးမှာတစ်ခုပဲရှိတယ်သူတို့ကာလာတော့အခုတော့အများကြီးဖြစ်သွားပြီပေါ့လေ Car Company လို့ပြောလို့ရှိရင်အများကြီးပဲခုကတော့နော်အများကြီးပဲဖြစ်သွားပြီအဲ့တော့အဲ့လိုမျိုး product ကိုဦးစားပေးပြီးတော့ထုတ်လုပ်တဲ့ခက်တုံးကလည်းဒီဟာတွေမပါလို့မရဘူးအဲ့လိုပဲ1960ခုနှစ်မှာကျတော့အယောင်တက်ဖို့ပဲအဲ့တော့အယောင်တက်ဖို့ဆိုလို့ရင်ဘာလဲစဉ်းစားလားကိုယ့်ရဲ့ပစ္စည်းကိုဝယ်မဲ့လူကကြိုက်ရလားဒီစင်းတော့သူဝယ်နိုင်ရဲ့လားကိုယ့်ရဲ့ပစ္စည်းအောင်အရေးသွေးကောင်းရလားအဲ့ဒါတွေစဉ်းစားတဲ့ခက်အဲ့ကာလမှာလေဒီ advertising ရန်ဆိုတာဒီမပါလို့မရဘူးပါနေရတာပဲအဲ့ရနေပြီးတော့ဆက်ပြီးတော့ထပ်တိုးတက်သွားတယ်1980 1980ဆိုတော့ဘာဖြစ်သွားလဲဆိုတော့ market orientation အဲ့တော့ဈေးကွက်ကိုကျွန်တော်တို့အသေးချာစဉ်းမပြတ်လေးလာပြီးတော့မှအလုပ်လုပ်ကြတဲ့ခက်ကိုရောက်သွားတယ်1990 80မှာအဲ့တော့ဈေးကွက်ကိုလေးလာပြီးတော့အလုပ်လုပ်ကြတဲ့ခက်ကြတော့နှစ်ခုဖြစ်သွားတယ်အနေနဲ့အဝါနဲ့အဲ့တော့အဝါစပေါ်လာတယ်အဲ့တော့အဝါဒီမှာရောစပေါ်တဲ့အချိန်ကနေခုချိန်ထိမှာပျောက်သွားတာဆိုရှိလားတောက်လျှောက်မပျောက်ဘူးနော်တောက်လျှောက်ပါတယ်ခု2023 4 5 6ခုနောက်ထပ်9 10နဲ့လည်းအဝါရှိမှာပဲအဲ့တော့အဝါဒီပါလေ below the line marketing နဲ့ below the line offline marketing below the line နှစ်မျိုးရှိတယ် online နဲ့ offline အဲ့တော့အဲ့ဒီ1990 80ဂျားကာလမှာပေါ်လာတယ်အဝါရောင်တွေမှာပြထားတယ်အဲ့တော့ market ကိုကျွန်တော်တို့ orientation လုပ်တဲ့ကာလမှာလည်း below the line marketing ဒီ offline marketing ဘာတွေပါလဲ PR public relation လုပ်တယ်ကျွန်တော်တို့ဥမာ city map တွေမှာတော့မို့ကျွန်တော်ဥမာလှည့်တဲ့ center မှာတိုင်း city မှာသိရမလားကျွန်တော်တို့အလဲမှာကျွန်တော်ပွဲတွေလုပ်ကြတယ် event ပွဲတွေလုပ်တယ်မင်းသားမင်းသမီးတွေလာတယ် model တွေလာတယ်ဟုတ်တယ်မလားတွေ့ဖို့တယ်မလားနော်ဟုတ်ပြီတော့ PR တွေလုပ်ကြတယ်လို့ရှိရင်ကျွန်တော် event တွေလုပ်တယ်ပွဲတွေလုပ်တယ်နော်တွဲပြီးတော့နောက်တစ်ခုက event marketing မလို့နောက်က product placement product placement ဆိုတာကဘာလဲဆိုတော့ကျွန်တော်တို့ဆိုင်ထဲဝင်လာပြီဆိုရင်ဟိုဘယ်လိုပြောမလဲကိုယ်ဆိုင်မှာအကောင်းဆုံး quality အကောင်းဆုံးလို့ပြောတဲ့ product ကိုလုံးဝပါလဲဆိုတော့ကြီးလိုက်ပြီးတော့တန်းပြီးတော့မြင်တာအောင်ကျွန်တော်တို့လုံးဝဟိုအောက်ဒီဟိုထားတဲ့စင်တွေကိုလုံးဝ special အလန်းစားလုပ်ထားတာဥပမာကျွန်တော်ဖုန်းနိုင်နေတဲ့ဝင်သွားကြည့်လိုက်ကျွန်တော်ပုံမှန် China ဖုန်းတွေထားတာနဲ့ iPhone ထားတာနဲ့တူလားတဒန်းနဲ့ထားလားဖုန်းတွေအားလုံးအားပါနော်မထားအောင်နော်ဥပမာကျွန်တော်တို့ဥပမာ Scorpion mobile တို့ခေါင်းက unit mobile တို့ဘာပဲတော့သူတို့ဖုန်းထားတဲ့ပုံစံမှာဟိုနည်းနည်းလေးတန်ဖိုးကြီးတဲ့ဖုန်းတွေဆိုလို့ရှိရင်လုံးဝဘောက်ကိုလုံးဝအလန်းစားလို့ရှို့ဆိုမီးတွေပါထိုးတာတော့တယ်မလားပြတယ်ဆိုတော့ product placement အဲ့တော့ကိုယ့်ရဲ့ product ကအဲ့လိုမျိုးဘယ်လိုမျိုးဖြစ်လဲလဲပဲပုံမူတည်ပြီးတော့ placement ကြောင့် highlight ပြပြီးတော့ထားတယ်ပေါ့လေအဲ့တော့အဝါရောင်သူကဒီ market ကိုကျွန်တော်တို့လေးလာပြီးတော့ market ကိုဦးစားပေးပြီးလောက်ရတဲ့ခက်ကားလာမှာသွားတာဒီ PR တွေ event marketing တွေ product placement တွေသွားတယ်အဲ့တော့အဲ့ဒါတွေကစပေါ်တွေကအခုတောက်လျှောက်သွားနေရတယ် Begin your future with ATBC.